ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထုံးစံတိုင်းကျွန်တော်ပဲဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်ခမားတို့ကိုဒီအလီပေါ့နော်ဒီဟိုဗာလဲအလီဆိုတာကျွန်တော်ဟိုးငငယ်တော့ကြက်ခဲ့တဲ့ဒါ1လီ2လီ3လီ4လီဘာညာတရကာပေါ့နော်ဒါတွေအလီမကြည့်ခဲ့တဲ့ကောင်တွေဒီမှာရှိမဲ့ဆိုရင်အလီမကြည့်ခဲ့တဲ့ကောင်တွေမင်းတို့အတွက်ဂုဏ်ယူကြတဲ့လို့ပြောချင်ပါတယ်ပြီးတော့တခြားသောဒီဟာရာဘူဆာထက်ကျန်းနဲ့ဘူဆာဟာရာကျွန်တော်ဒီနေ့ကျွန်တော်တို့အတူတူကြည့်မှာဖြစ်ပါတယ်ဒါပြီးတော့လည်းတခြားသောအဲ့လိုပေါ့ကျွန်တော်ထုံးစံတိုင်းပဲပေါ့ဗျာထိုရ၄ပါးတွေပေါ့နော်ပြီးတော့လည်းကျွန်တော်ဒါမမတင်စားစီကျွန်တော်တောင်းမှဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းရှေးဝဲတော့ပြောပေါ့တခြားသောဟိုဒီဘာညာတရကာလေးတွေလည်းပါပါတယ်ဆိုတော့ထုံးစံတိုင်းညာနေကွဲတယ်မထုတ်ကြလေးမှာလက်စခိုးโอเคအားလုံးပဲဆော့စီဝေဖန်ခံရလို့စိတ်ညစ်နေတဲ့ဘဲတွေအတွက်ကျွန်တော်အားစေးပေးမယ်မင်းတို့တွေစိတ်မညစ်နဲ့ဝေဖန်ခံရတယ်ဆိုတာအဲ့လိုပဲအမြဲတမ်းဒီကောင်တွေကသူတို့မလုံးနိုင်ရှောက်ပြီးတော့ဝေဖန်အခုဒါဒီနေ့ခေတ်စကားနဲ့ဆိုရင်တော့ဒါဗလိန်တာပေါ့နော်ဗလိန်တာညိုကီတို့လည်းဗလိန်ခံရလို့ဒါစိတ်ညစ်နေတယ်ဆိုရင်ဒါလုံးဝ God Father ကြီးနဲ့ကြာငါမင်းတို့ကမိတ်ဆက်ပေးမယ်လူဆိုတာကိုလုံးချင်တာလုပ်ရတယ်ကိုလုံးချင်တာမလုပ်ရလို့ပြီးမှနောက်တော့များနဲ့ဒါပဲပြည်ချင်တာကိုပြအောင်လုပ်ကြအဲ့ဒီတော့သုံးကြောက်လားဟုတ်တယ်ကျွန်တော်ပါဝေဖန်တာကိုပြုဆိုင်ကြနဲ့ဝေဖန်တာကြီးကိုဆိုင်နဲ့ဘုံလုံးလိုက်တော့ဝေဖန်နေဟုတ်တယ်အဲ့ဒီတော့မှသုံးကြိုင်ငါရှေ့ရထွက်သွားစမ်း1 2 3 4အဲ့လောက်မှအသုံးမကျမင်းတို့ငါဗီဒီယိုမကြည့်တယ်တော့ထွက်သွားရောက်နေထွက်သွားဒါဘယ်လမ်းကြလဲမသိဘူးဒီဟာတော်တော်ကြာပြီကျွန်တော်တို့လူပြပေါက်ရွယ်ပေါ့နော်တော့ထွက်သွားသူပြောပြီးသူထွက်သွားတယ်သွားရှုပ်လို့ဒါပဲလုံးဝဂေါ GOD ဂေါ Into the thick of it. What's Into the that, child? thick of it. Oh. We're going on a trip in a zooming through time. Little အေးဆရာချောင်းအာဆရာချောင်းအသားမရောက်နော်ဆရာချောင်းအသားမရောက် into the thick of it. Into the thick of it. Oh. We're going on a trip in a zooming through time. Little lights on. အာဆရာချောင်းနဲ့နော်အေးတစ်ချောင်းပဲရှိတယ်နော် ကျေးဇူးတင်ပါတယ်လို့ 6လီရတာ6လီ6တက်လီ9နှစ်လီ18 93လီ20ခွန်ဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့ဘိုးငငယ်ထင်တာလေ93လီ20ခွန်လို့ပဲထင်တာမှန်ကန်တော့မှားတယ်93လီဘယ်လောက်လဲသိလားမသိမချင်းမထား93လီ9တဲ့ဒါဘယ်ဆိုင်လဲမသိဘူးဘယ်ဆိုင်လဲမသိဘူးတရုတ်စားတော့ဆိုင်နဲ့ဒါဘယ်မြို့နယ်မှာရှိလဲမသိဘူး93လီ9တယ်နော်ကျွန်တော်ဟိုးငငယ်တင်ခဲ့တဲ့93လီ20ခွန်မဟုတ်တော့နော်93လီ20ခွန်မဟုတ်နော်ဒီနေ့ကစားပြီးတော့93လီကပါလေ9နော်93လီ9နော်ဟာရမအဲ့လိုမပြောနဲ့လေကွာအကိုကတရားတင်ဆိုးဖန်လာတဲ့เนาะဆိုင်ထဲမှာတော့မှတရားတင်ဆိုးပုံချိတ်ထားတာကြိုက်လို့ငါသိတယ်သူပြောတဲ့ပုံပဲပုံလဲဆိုတော့ကျွန်တော်ပြပြီးမယ်เนาะအဲ့ဒီညီလေးမေးတဲ့ပုံကဒီပုံမှာခမညာသူကချီခွေပါရိုင်းတရားတင်ဆိုးမှတ်လို့တဲ့ဒီကောင်ကချီခွေပါရเนาะချီခွေပါရချီခွေပါတော့တီဟာတင်ဆိုးတယ်ကွာဘလူလဲကွာကျော်မင်းထက်တာဟာကွာချီခွေပါရနဲ့တင်ရတင်ဆိုးနဲ့ဟာရောက်ဟိမင်းတို့ကောင်နဲ့မဟုတ်သေးဘူးကွာဟိရောက်နေရဲ့တော်လန်ကြီးရကောင်เนาะတော်လန်ကြီးကခေါင်းဆောင်ချီခွေပါရเนาะတရားတင်ဆိုးမဟုတ်ဘူးတကယ်လို့ကိုကြီးဆိုင်မှာတရားတင်ဆိုးချိန်မဲ့ဆိုလို့ရှိရင်တရားတင်ဆိုးနဲ့မဟာမိတ်တွေဖြစ်တဲ့ရဲမင်းပိုင်းတို့နေထူးနိုင်တို့နေမျိုးအောင်တို့သူတို့ပုံတွေပါချိန်မှရမှာเนาะဘာဖြစ်လို့လဲဆိုတော့သူတို့ကမဟာမိတ်တွေဖြစ်လို့เนาะသူတို့မားစရာရှာလို့ကွာချီခွေဘာရနဲ့တီဟာတင်ဆိုးတဲ့ဟာမင်းတို့ကောင်နဲ့လုံးလဲဟိုတကယ်ပညာကွာဟိရောက်နေမြန်မာပြည်မှာနေရတဲ့တိတ်နေမရိုးအောင်တစ်ခွဲလုံးချိန်မှာအစီပြေမှာလောလောဆယ်မှာကိုကြီးက
ချီကွေပါရကိုပဲချိတ်ထားတာပါခင်ဗျာနော်ဆိုင်ကိုလာတဲ့ညီလေးတွေကလည်းမေးတယ်တရားတင်ဆိုလားတဲ့မဟုတ်ပါဘူးနော်ချီကွေပါရဖြေလိုက်ပြီနော်ချီကွေပါရတရားတင်ဆိုမဟုတ်ဘူး မင်းတို့တွေစောက်ရှုပ်တယ်ဟိအောင်နေရအပတ်လေးနည်းနည်းပါးပါပေါင်းကြီးပါတည်းလေးလာအောင်ချီကွေပါတော့တီဟတင်ဆိုးတယ်အာစောက်ကျိုးတွေနဲကုန်ပြီ 没下来的话， ကလမ်းကျုံတို့တီဟတင်ဆိုးရဲ့ဒီမဟာမိတ်ဒါကွီးနေထူးနိုင်ရဲ့စက်ကေးလေးတစ်ချက်လေးပြဝါတထောင်သိမ်းမောင်းတဲ့နော်ဒီထဲမှာဟာရာဘူဇာဖန်နေရှိရင်တော့ငါကြိုပြီးတော့မှာနော်ဟာရာဘူဇာဖန်နေရှိရင်ဒီရရှိလိုက်တယ်ရဘယ်နှကိုတော့လဲ1 2 3 4 5 6ရောက်6ကိုတောင်ခွဲတာနော်ဇပင်းကကောင်းလိုက်တာကွာဒါဒီဟာကြီးဖြတ်ရောက်အနည်းဆုံး4 5သောင်းတော့ရမှာဒါပဲအဓိကဒါပဲဟာနော်ဟိုးရှေ့ကဂျပန်နော်ဖက်စစ်ဂျပူးတွေကိုဝါတလုံးပါလေဝါတထောင်သိမ်းမောင်သိမ်းမောင်နေနော်စင်ပြေတယ် ဘာလဲအကိုမတ်တက်ထားတဲ့ကောင်လေးတွေကရုပ်ဆိုးတယ်တဲ့နော်အဆင်ပြေလို့ရှိရင်မတ်လေးတစ်ချက်လောက်ချွတ်ပြပါလားဝါ oh my god ဒါပဲအဓိကလူတယောက်မှာ confident ပဲเนาะကျွန်တော်ခဏခဏပြောပါတယ် confident level ကအဓိကလူတယောက်မှာ so high နေဖို့အရင်ရေးကြည့်ပါတယ်တဘောပေါ့เนาะငါတို့လည်းចောင်းသားတော့အဲ့လိုမျိုးဒီဘာလဲဒီဘေးတစောင်းကြီးတွေထားပြီးတော့အဲ့လိုမျိုးခေါင်းခွေတာဘာလဲအကိုမတ်တက်ထားတဲ့ကောင်လေးတွေကရုပ်ဆိုးတယ်တဲ့နော်အဆင်ပြေလို့ရှိရင်မတ်လေးတစ်ချက်လောက်ချွတ်ပြပါလား ငါတို့လည်းចောင်းတော့အဲ့လိုခါခဲ့ဘူးတဲ့ဘာချောတယ်တာရေး ဝါ တွေချော oh my god ဒါပဲဟေးစန္တရာ လိုက်တယ်။အဲ့နဲ့ပဲဆေးရုံကိုတွားပြီးဆရာဝန်ကိုမေးကြည့်လိုက်တယ်။ဆရာဝန်ကမိုးချိုးပြစ်ခံလိုက်ရတဲ့အချိန်မှာလက်ချင်းတွဲထားတာဖြစ်တဲ့အတွက်လက်စီးတွေကသူတို့ကိုယ်ပေါ်ကနေစီးဆင်းသွားလို့အသက်မတည်ခဲ့မှတီးလိုက်ရတယ်။သူတို့နှစ်ယောက်လုံးခေါင်းနဲ့ကိုက်တာကလွင်လို့ပါတန်ရမှမရခဲ့ပါဘူး ညမိုးချိုးပြစ်တယ် ။ပြောချင်တဲ့အကြောင်းအရာကတင်းလို့ရေးစားမရှိတွဲစရာလက်မရှိတဲ့သူဟာရှောက်သွားနေမယ်ဆိုရင်မိုးချိုးပြစ်ခံရတဲ့အခါမှာကျင်းတိမ်ကန်သွားမှာဖြစ်ပါတယ်။အခုလိုမိုးတွန်းမှာရေးစားမရှိတဲ့တင်ကတော့တကယ်ကိုအန်တရာယ်ရှိနေပါ යි နော်။ဒါကြောင့်အခုပဲရေးစားကိုရှာလိုက်ပါတော့ ဟာညဒါဘယ် channel လဲရောက်ဟမ်ဒါဘယ်ဟောဒီမှာအတုပ်ဆုံလို့ရေးထားတယ်ဒီအတုပ်ဆုံကဟိုးငကိုတော့က channel မှာ channel တော်တော်ကြီးပါဒါဒီဘဲမဟုတ်တော့ဘူးနဲ့ထင်တယ် ။သူတို့နှစ်ယောက်လုံးခေါင်းနဲ့ကိုက်တာကလွင်လို့ပါတန်ရမှမရခဲ့ပါဘူး။ပြောချင်တဲ့အကြောင်းအရာကတင်းလို့ရေးစားမရှိတွဲစရာလက်မရှိတဲ့သူဟာ ဟာ ရှောက်သွားနေမယ်ဆိုရင်မိုးကျိုးပြစ်ခံရတဲ့အခါမှာကျင်းတိမ်ကန်သွားမှာဖြစ်ပါတယ် ဟာ ။အခုလိုမိုးတွန်းမှာရေးစားမရှိတဲ့တင်ကတော့တကယ်ကိုအန်တရာယ်ရှိနေပါ යි နော် တိုင်းတို့အိမ်ထဲမှာပဲနေတော့တိုင်းတို့အိမ်ထဲမှာပဲနေတော့ရောက်နေကမင်းတို့ကစိုးရိမ်နေရောက်နေရဲ့ ။ဒါကြောင့်အခုပဲရေးစားကိုရှာလိုက်ပါတော့ မင်းအဲ့ရှားဆန်မလားရှားဆန်ဆိုတာဒီတချင်းတွေကိုရှာပေးတဲ့ app လေဟေးဟေးစောက်ပြဿနာပဲအပလီ report ထုခံခြင်းလို့နေခဏခဏလေဒါကိုခဏဒါကျွန်တော်ရှားဆန်ကမသိတဲ့သူတွေတော့ခဏကျွန်တော်ပြပေးမယ်ရှားဆန်ကဘာလဲဆိုတော့ကျွန်တော်တို့ကိုမသိတဲ့ဒီဥကထားပါတော့ဒီဖြတ်သွားဖြတ်လိုက်တဲ့တချင်းလေးပါညာကြားမိလို့အဲ့တချင်းကိုခေါင်းစဉ်မသိဘူးကိုနားထောင်ကျင်နေဆိုရင်ဒါကိုယ့်ရဲ့ဖုန်းထဲမှာ down ပြီးတော့ရှာလို့ရတာပေါ့နော်ဒီ app ပုံစံတော့ဒီလိုမျိုးလေးဒီဘက်တောက်မှာနော်ခဏလေးကျွန်တော်ဒီဟာဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာခဏလေးကျွန်တော်ပြအဲ့တော့ဒီမှာကျွန်တော်ဒီမှာယုံကြည်ရ၄ပြီဝဲထားပါတော့ဗျအဲဒီမှာအဲ့ဒါကို
ကျွန်တော်ဒီနှစ်ချက်ကနေပြီးတော့မသိတဲ့သူတွေအတွက်နော်မသိတဲ့သူတွေအတွက်ဒါကိုဖွင့်လိုက်ကိုလိုချင်တဲ့ဥမာထားပါတော့ဒီတချင်းကသူကသူသွားနေတယ်ပေါ့ဗျာသွားနေတဲ့ဟာကိုကမသိဘူးဆိုရင်နားထောင်ကျင်တယ်ဆိုရင်ဒီအလေရဟာလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ခဏလေးနားထောင်ခိုင်းလိုက်ဒီမှာတွေ့လားတဲ့လားလေး view ရဲ့ယုံကြည်ရထားပါတော့ဒါဒီလိုမျိုးလေးတွေပေါ့နော်ရှားကြံဆိုတာအဲ့လိုပါမသိတဲ့သူတွေအတွက်ဘာညာလိုအဲ့ရင်အဆင်ပြေအောင်သုံးအောင်လို့နော်ဒါကတော့6ရက်ပါကြခံမယ်အကွက်တွေနော်ရှားဆိုင်ယူကိုအင်္ဂါခွက်ထဲမှာသွားထောင်ပြီးတော့ဟောက်ရောက်လေဘယ်ကောင်ငကမင်းထားလဲမသိဘူးပုတ်ထုတ်ခံတယ်အားရောက်ရေစကားရောက်ပဲအကွက်တွေမိုက်တယ်ဟေးမိုက်တယ်ဟာအားလည်းမာနေပါလေအားရရနော်ပြီးသွားပြီနော်မမတင်စားတဲ့မိုက်တဲ့ငါပြငါတော့လီအေးပဲသွားရှုပ်လို့ငါတော့လီအေးပဲ Shorty said she coming with a break, with a pen, with a young, coming with a break, with a pen, with a young, coming with a break, with a pen, with a young, coming with a break, with a Shorty said she coming with a break, pen, she saw a young nigga pull up in the rover. Now she said she wanna come over, yeah. မင်းတို့တွေသဘောကျနေမလားဟမ်မင်းတို့တွေအရေးကြိုက်နေမလားတာကြီးတို့ရဲ့အဲ့တော့ဘွားတွေပြောရမကောင်းပါဘူးကွာကိုပေါင်ကိုလန်ထောင်းအဟုတ်တခါကြတော့လေအဲ့ဒေါကောက်စိမ့်နာတယ်ဗောတိတော့ခါရရှင်းပြမတရားဘူးရောက် Shorty said she coming with a break, with a pen, with a young, coming with a break, with a young, coming with a break, with a pen, with a young, coming with a break, with a Shorty said she coming with a break, pen, she saw a young nigga pull up in the rover. Now she said she wanna come over, yeah. ဒါအေးမေးဟဲ့မှာဒါတော်တော်များများသိပါတယ်ဒါကိုအေးမေးဟဲ့သူကလီအေးသူကအမြဲတမ်းအဲ့လိုပဲစောင်းဝမ်းစားရနော် brother ဟုတ်တယ်ကွာဘာလဲဒါရည်စရာမဟုတ်ဘူးနော်ဒါရည်စရာမဟုတ်ဘူးနော်မင်းတို့ကောင်းနေကွက်ကြောက်ရိုက်တဲ့ကောင်းတွေအပြင်မှာလည်းတကယ်ရှိရနော်ရောင်းနေနော်အဲ့လိုမျိုးတွေမလုပ်နဲ့ တာရောမင်းဘာလို့ကွာမင်းငါဆိုယူဘာလို့မင်းအဲ့လိုကြီးလောက်တာတော့ကွာငါတောင်းမှမှာတယ်ကွာမင်းတို့ကတော်တွေအများကြီးပဲငါမှသူတယောက်ပဲရှိတာကွာငါတောင်းမှမှာတယ်ကွာရောရမင်းမင်းတို့ကတော်တွေအများကြီးငါမှသူတယောက်ပဲရှိတာပါကွာငါတကယ်တောင်းမှမှာတယ်ကွာဒါကြီး မျောလင်းချက်ကင်းမဲ့တော်တဲ့ငါရင်ဝင်မနေမပါပဲရှိစေရမနေ ယူရတယ်နဲ့ထင်တယ်ဟိုကောင်ကဒီကွက်ကြော်ဒါမှမဟုတ်အီနေသလားမသိဘူးကွာဆို ဒီလိုမင်းနာလို့လွယ်မယ် စောင်းမရိုက်နဲ့အဲ့လိုကောစောင်းခေါ်ယူ ရတယ်ရတာကွာ ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲနောက်နေ့ည9:00ပြန်လာခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတက်တာပါ